မိုးသည်းထန်စွာရွာသွန်းနေတဲ့ညတစ်ညမှာကိုရဲတစ်ယောက်မျိုးစော်ကဟောင်းနွမ်းနေတဲ့ဟိုတယ်ကြီးရှေ့ကိုရောက်လာခဲ့ပါတယ်။ဒီလောက်မိုးရွာနေတာဒီမှာပဲတက်လိုက်တော့မယ်လို့သူတစ်ယောက်တည်းရေလျော့လိုက်မိတယ်။ဟိုတယ်ကြီးကအမဲမောင်နေပြီးကြောက်မက်ဖွယ်ကောင်းလှပါတယ်။ဟိုတယ်ထဲကိုဝင်လိုက်တာနဲ့ဖုန်နက်တွေနဲ့အေးဆက်ဆက်လေးထူးကသူ့ကိုစီးကြိုနေပါတယ်။အဲ့ကြိုကောင်းတာမှာတော့အသက်ကြီးကြီးမျိုးသမီးတစ်ယောက်ထိုင်နေပါတယ်။သူမရဲ့မျက်လုံးတွေကထူးထူးခြားခြားဆူးရှနေပါတယ်။ကျွန်တော်အတွက်အခန်းတစ်ခန်းလောက်လိုချင်ပါတယ်အမိုးကြီးလို့ကိုရဲကခက်ရဲရဲပဲပြောလိုက်ပါတယ်။အမေအိုကြီးကတော့တော်တစ်ခုကိုကန်ပေးရင်လေတံအေးအေးနဲ့တတိပေးလိုက်ပါတယ်။မောင်ရင်အခန်းနံပါတ်7မှာတဲပါ။ဒါပေမဲ့တခုတော့အသေးချာမှတ်တာပါ။ဒီစင်းညဆုံးကအခန်းနံပါတ်73ကိုတော့ဘယ်တော့မှမဖွင့်ပါနဲ့။ဘာပဲကြာကြာဘာပဲဖြစ်ဖြစ်လုံးဝမဖွင့်မိစေနဲ့တဲ့။ကိုရဲကတော့ပြုံးပြီးစိတ်ချပါမေအိုကြီးရဲ့ကျုပ်ကအိတ်ပုတ်ကြီးပါတယ်လို့ပြန်ပြောလိုက်ပါတယ်။ကိုရဲကသူ့အခန်းထဲရောက်တော့အဝတ်စားလဲပြီးအိတ်ဖို့ပြင်လိုက်တယ်။ဒါပေမဲ့စိတ်ထဲမှာတော့အမေအိုကြီးရဲ့စကားကတဝဲလဲလဲဖြစ်နေတော့ပဲဘာလို့အခန်း73ကိုမဖွင့်ခိုင်းတာလဲအထဲမှာဘာရှိလို့လဲဆိုတော့သိချင်စိတ်ကသူ့ကိုနှိပ်စက်နေပါတယ်။သူဟာအခန်းတကားကိုအသာလေးဟပြီးမှောင်မဲနေတဲ့ဇင်းကြံဘက်ကိုချောင်းကြည့်လိုက်တယ်။နောက်ဆုံးမှာတော့ကိုရဲရဲ့သိချင်စိတ်ကကြောက်စိတ်ကိုအနံ့ယူသွားခဲ့ပါတယ်။သူကခြေတံကိုအသာတက်ပြီးဇင်းကြံအတိုင်းရှောက်လာခဲ့တယ်။ဇင်းကြံရဲ့အဆုံးမှာတော့တန်ချေးတက်နေတဲ့73ဆိုတဲ့နံပါတ်ပြားလေးတက်ထားတဲ့တကားတစ်ချက်ရှိနေပါတယ်။ပတ်ဝန်းကျင်တစ်ခုလုံးကတိတ်ဆိတ်လုံးလို့သူ့နှလုံးခုန်တံကိုတောင်သူပြန်ကြားနေရပါတယ်။ကိုရဲကအခန်း73ရှိမှရပ်လိုက်တယ်။တကားလက်ကင်ကိုကန်လိုက်တဲ့အခါအေးဆက်ဆက်အထီးသွေးကြောင့်သူတုန်သွားတယ်။ဖွကြည့်ရုံလေးပါပဲဘာမှမဖြစ်နိုင်ပါဘူးလို့သူကိုအားပေးလိုက်တယ်။သူတကားကိုတွန်းဖွင့်ဖို့အားယူလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတကားအကြောင်းကြားကနေတစုံတစ်ယောက်ရဲ့တိုးတိုးလေးခွန်တံကိုသူကြားလိုက်ရတယ်။ကူညီပါကျုပ်ကိုကူညီကြပါတဲ့အတန်ကအယမ်းကိုနာကျင်နေတဲ့ပုံစံမျိုးပါကိုရဲဟာကြောက်စိတ်ထက်တနာစိတ်ကပိုသွားပြီးတကားကိုဆွတ်ဖွင့်လိုက်ပါတော့တယ်တကားပွတ်သွားတဲ့အခါအခန်းထဲမှာအလင်းရောင်လုံးဝမရှိပဲအနက်ရောင်ဟင်းလင်းပြင်းကြီးလိုဖြစ်နေတာကိုသူတွေးလိုက်ရတယ်အထက်ကနေအေးစိတ်တဲ့လေပြင်းကိုတက်ခိုက်လာပြီးကိုရဲကိုအထဲကိုဆွဲသွင်းနေသလိုခံစားလိုက်ရတယ်ဟင်ဒါဘာကြီးလဲလို့ကိုရဲကအော်ဟစ်လိုက်ပေမဲ့နောက်ကျသွားပါပြီ။မောင်မဲနေတဲ့အခန်းထဲကနေအရိပ်မဲကြီးတွေထွက်လာပြီးကိုရဲရဲ့ခြေထောက်တွေကိုရစ်ပတ်လိုက်ပါတယ်။သူရုပ်ကန်ပေမဲ့အားမမျှခဲ့ပါဘူး။ခဏချင်းမှာပဲကိုရဲတယောက်အခန်း73ရဲ့အမှောက်ထုတွေကိုပျောက်ကွယ်သွားပြီးတကားကဝုန်းခနဲ့ပြန်ပိတ်သွားခဲ့ပါတယ်။နောက်တနေ့မနေ့မှာတော့အမေကြီးကအခန်း73ရှိကိုရောက်လာပါတယ်။ကျမ်းပြေပေါ်မှာကိုရဲရဲ့ဖက်နှက်တစ်ဖက်ပဲကြံရင်းခဲ့ပါတယ်။အမေကြီးကသစ်ပြင်းရှီကြီးကိုချလိုက်ပြီးငါပြောသားပဲမောင်ရင်မဖွဲ့ပါနဲ့ဆိုတာကိုလို့ညှိသွားရင်ဖက်နှက်ကိုကောက်ယူကထွက်ခွာသွားပါတော့တယ်။အခန်း73ကတော့ဘာမှမဖြစ်ခဲ့သလိုပြန်လဲတိတ်ဆိတ်သွားခဲ့ပါတယ်။